အဲ့လိုတော့တိတ်တော့မလောင်တတ်ပါဘူးကျွန်တော်တီးကန်တတ်ပါတယ်ဒီမနဲ့တော့တီးကန်လာရရတယ်အော်ဒီမနဲ့တော့တီးကန်လာရရတယ်အော်အမှန်ဆိုရင်ဘယ်လိုဆော့လဲမိတ်ပေါ့အမှန်ဆိုတာ HP ကျွန်တော်လားအများဆုံးmix နိုးရတယ်ကျွန်တော် Roma ကျွန်တော် Ron ဆော့ရယ်ကျွန်တော် mid lane ကကျွန်တော်မဆော့ရပက်ကြီးပဲဆော့ပက်ကြီးပဲဆော့တာညီလေးကပက်ကြီးဆော့တာဆိုတော့ပက်ကြီးဆော့ညီလေးလောင်တတ်လားလောင်တော့တော့လောင်တော့ You tripping, bro. You tripping. နည်းနည်းတော့လောင်တက်တယ်ဟာတစ်ခါတလေတော့လောင်တာပေါ့အမှန်ဆော့ရင်ညီလေးလောင်တတ်လားနည်းနည်းပါအဲ့လိုတော့တိတ်တော့မလောင်တတ်ပါဘူးကျွန်တော်တီးကန်တတ်ပါတယ်ဟုတ်လို့လားဟုတ်ပါလားဒီမနဲ့တော့တီးကန်လာရရတယ်အော်ဒီမနဲ့တော့တီးကန်လာရရတယ်အော်လောင်တာပေါ့နည်းလောင်ရင်နည်းနည်းပေါ့လောင်ကိန်းတော့နည်းနည်းပေါ့ပါပေါ့လောင်လိုက်ဘာလုပ်တတ်လဲလောင်လိုက်တော့ဘူးကြီးဖွင့်ပြီးခေါ်ဆဲတတ်တယ်တော်တော်တာဆန်နေရပါဇက်ပဲအေးစစ်စော့နော်အဲ့လိုမဆဲဘူးဆိုရင်ဒီကဘိုင်ဝမ်မှုကိုခေါ်ပြီးတော့ဟိုက်ကိုအတန်ခုံးပြီးအတန်ခုံးမှုမျိုးကုန်ဆဲတတ်တယ်အကျန်းလေဟာဟုတ်တယ်နည်းနည်းတော့ကျန်တယ်အဲ့လိုဆိုတော့ကိုတားလောင်လာတော့မခံနိုင်တော့အခါကျအဲ့လိုခေါ်ဆဲတတ်တယ်ဒီတိုင်းမှာပဲကိုကိုပဲတရားနဲ့ဖြေလိုက်ပါတရားနဲ့ဖြေသိလိုက်တယ်တရားနဲ့ပဲဖြေသိလိုက်ပါမင်းကြိုက်တာမင်းလုံးတရားတဲ့ညံနဲ့လုံးဖုန်းနေပါခေါင်းပေါ်ပြစ်ချပါကျွန်တော်လောင်နေဆိုရင်မဲ့လုံးမျိုးပေါ့ကိုစိတ်ကိုရောတင်းငိမ်ဆုံးထားရမှာပဲနောက်ပွဲမှာကောင်းဆုံးလုပ်ဖို့ပဲစဉ်းစားတာပေါ့လောင်တော့ဘာမှမလုပ်ပါဘူးအော်ရှက်ဖွင့်ပြောလိုက်တာပဲဘောချက်ဖွင့်ပြီးတော့ပြောလိုက်တာပဲဘာပြောလိုက်လဲတိုင်းပါပဲပြောပေါ့နည်းနည်းဆော့ပေါ့ထိန်းဆော့ပေါ့လေဒါကျွန်တော်ဒီပွဲတော့ဘာမှမလုပ်နောက်ပွဲကျရင်ကျွန်တော်ကြိုက်တဲ့ hero ကိုကန်ပြီးတော့ဆေးလို့ပလိုက်ဆေးပြန်ထိုးပြတာဘာမှမလုပ်ဒီတိုင်းပဲဘယ်သူမှတော့ဘာမှမပြောကိုယ့်ကိုလောင်တယ်နေရနေပါထုပြီးတော့ဆေးအောင်လောက်ပါလောင်လိုက်ဆေးဟာဘလို့မျိုးလေလောင်လိုက်ဆေးအဲ့တဲ့ကျန်းအောင်ရှိသေးလားရှိရခုံတွေပါထုပြတာပါရှိရအောင်ဒါတဲ့နဲ့ဝင်နေတဲ့အချိန်မှာကွာမီးကလည်းပြတ်သွားပြီဖုန်းကလည်းမရှိတော့ဘူးဆိုရင်ညီလေးဘာလုပ်မလဲပေါ်ကန်သုံးပါပေါ့ပါပါပန်းရှာပတယ်ရောအရင်ဆုံးပြီးအောင်တော့ဆိုင်စလဲပြကြမှာလားပါပဲဘာညာဖြစ်ဖြစ်ရှာပေါ့တကယ်တော့မဆိုင်အားမလောက်ဘာညာဆိုရင်ရောအရင်ရှာမှာပေါ့မီးရပြတ်ဖုန်းကလည်းမရှိဘူးအားကြောင့်ကောက်ထွက်လိုက်မှာပေါ့ကွက်လိုက်တော့ဘောကဝိုင်းသေးဘယ်ဖို့တူမှာပေါ့ဘိုးတူပါclassic ပါပြန်ဆောက်လိုက်တော့ဝိုင်းပြတ်တော့အောင်ညံတော့ကောင်းတယ်ပါပါပန်းရှာမှာပေါ့ပါပဲရှာအိမ်မှာမရှိရင်ရှိတဲ့အိမ်ကိုပြေးရမှာပေါ့ဦးလေးအိမ်တို့အတော်အိမ်တို့အရေးကြီးရဆိုရင်ပေါ့အရေးမကြီးတော့ဒီတိုင်းပဲထားလိုက်အောက်သိမ်းမှုရှာအောင်အောက်သိမ်းမှုရှာမှာပေါ့โอเคဂိမ်းထဲကထွက်လိုက်တော့အေးဆိုးပါပဲဂိမ်းထဲကထွက်ပလိုက်ပဲထွက်ပလိုက်ပါတော့မယ်ညီလေးဂိမ်းဆော့ရတာကိုငကြက်နဲ့ဂိမ်းဆော့ရတာကြိုက်လားဒါမှမဟုတ်ရင်ဒီတိုင်းရီယိုတန်းဂိမ်းဆော့တာကိုကြိုက်လားကြိုက်ပါတယ်ငကြက်နဲ့ဂိမ်းဆော့ကြတော့ဟိုတစ်ဖက်ကပြောအတန်လေးလည်းလုံလဲပေါ့နော်ရလို့ငကြက်နဲ့ဖွင့်ဆော့မယ်ဆိုရင်လည်းကောင်းပါတယ်ဒါပေမဲ့ညီကတော့ငကြက်နဲ့ပို့ဆော့တာပို့သဘောကျတယ်ငကြက်နဲ့ဆော့တာပို့သဘောကျတယ်ဟုတ်ကဲ့ဗျာငကြက်နဲ့ဂိမ်းဆော့တာပို့ကြိုက်ပါဘာလို့လဲဘာလို့လဲဆိုတော့အထဲကvoice တွေပါဆိုလို့ရှိရင်ငကြက်နဲ့တက်တာငကြက်တက်တာတော့မှတီးချာနားထောင်ရရပါလို့မျိုးရှိရယ်ပတ်ကြည့်ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲငကြက်တက်တာတော့မှသူ enemy ခြေတန်းဒီတနက်တန်ဒီတီးချာကြားရတယ်မျိုးရှိရယ်အားကြောင့်ငကြက်နဲ့ဆော့တာပို့သဘောကျတယ်ဘာလို့လဲဒါအတန်ကိုပို့ပြီးတော့တေချာ focus ထားလို့ရတော့ငကြက်နဲ့ပဲကောင်းတယ်ငကြက်နဲ့ကောင်းတာဗောဘာလို့လဲငကြက်နဲ့ခြေတန်းနေပို့ပြီးရှင်းတယ်ဟုတ်လားဗောအတန်ပြပြကြီးကြီးလင်းလင်းပြပြသလားကြားရတာဗောနော်ဒီအောင်ကျွန်တော်အဓိကဆော့ငကြက်မတက်ဘဲနဲ့အဓိကဆော့တာဗောနောက်ပိုင်းကျငကြက်နဲ့ဘာညာဆော့ကြည့်ရဒါပေမဲ့အတန်ဘာညာရှင်းတာကြောင့်တခုပိုပြီးမှကြိုက်တာဗောဒီတိုင်းပဲဖွင့်ဆော့တာကြိုက်တယ်ဒီတိုင်းပဲဆော့တော့ကြိုက်တယ်ဘာလို့လဲငကြက်ကနားကြီးလို့ကျွန်တော် mobile နဲ့ဆော့ရင်တော့အဲ့လိုမျိုးဒီတိုင်းရိုးတန်းပုံမှန်ဆော့တာပဲပို့ကြိုက်ပတ်ကြည့်ကျွန်တော်ဟုတ်တာဘာလို့လဲဆိုတော့ပြန်အပြင်အတန်လည်းပို့ကြကျွန်တော် teammate တွေနဲ့ Roma ဆော့နေ shot ခေါ်ပါတယ်ခေါ်ဆိုလို့ရှိရင် teammate တွေနဲ့ဆက်သွယ်ခွေရအောင်လို့ဒီတိုင်းဆော့ရတာပဲကြိုက်ပါဘာလို့လဲငကြက်နဲ့ကြတော့ comfort တိတ်မဖြစ်လို့ဒီတိုင်းဆော့ရပို့ကြိုက်ဒီတိုင်းတန်ဖွင့်ပြီးဆော့ရပဲသူကြဟုတ်လားဘာလို့လဲဒီတိုင်းနေဘာလွတ်လပ်တွေကိုခံစားရငကြက်နဲ့ကြစိတ်ရှုပ်စိတ်ရှုပ်လို့ကျောင်းပေါင်းစုံ diversity e-sport ပြိုင်ပွဲကြီးမှာကိုရဲ့ alpha boot ရှိတယ်အဲ့ alpha boot မှာကိုတို့စုလက်ဆောင်တွေတွားယူလို့ရတယ် game တွေ software activity တွေ join လို့လည်းရတယ်ပြီးရင်ဝင်တာကိုခန့်မှန်းပြီးတော့ကိုတို့ smart work ကိုလည်း cancel လုပ်ရတယ်ကွာအဲ့နေရာရှိတာသိလားသိပါတယ်သိပါတယ်ခင်ဗျာဟုတ်မသိဘူးရရောက်ခဏသွားမလို့ခုမှသွားမလို့โอเคရောက်ပါရဲ့ကိုရောက်ပြီလားโอเคရောက်မရောက်သေးဘူးဒါပေမဲ့ကျွန်တော်သွားလိုက်မယ်မရောက်သေးဘူးဗျရောက်သေးဘူးဗျမရောက်သေးဘူးအနေအောင်မရတယ်ဗျာโอเคအပြောင်းလေးသွားလာရောပေါ်တော့ပါရှိတယ်เนาะကြီးလေเนาะကိုတို့ FR နေဆုလက်ဆောင်လေးပေးချင်တယ်ညီလေးကိုပဲကျေးဇူးပါကျေးဇူးပါโอเคကျေးဇူးပါကျေးဇူးပါကျေးဇူးပါ